ငါးကိုအစာအဖြစ်သုံးပြီးငါးပြန်ဖမ်းကြတယ်ဘင်္ဂလားဒေ့ရှ်ကဆရာကြီးတွေရဲ့အထာဒါကတော့အတော်လေးထူးဆန်းပါတယ်များသောအားဖြင့်ကငါးများပြီးဆိုရင်ငါးများတန်တဲ့တီကောင်လိုမျိုးအရာတွေကိုပဲငါးစာအဖြစ်နဲ့သုံးပြီးတော့မြားလေးရှိတာပါဒါပေမဲ့ဘင်္ဂလားဒေ့ရှ်မှာသုံးဆွဲနေတဲ့ဒီနီလန်းကတော့အတော်လေးကိုဆရာကြတယ်လို့ပြောရပါလိမ့်မယ်သူတို့ကငါးများတန်တွေမသုံးသလိုတီကောင်တွေလည်းမသုံးပါဘူးပုံစံအနေအထားကတော့အခုမြင်နေရသလိုပါပဲရေလဲငါးတွေပေါ်တဲ့နေရာမှာဒါမျိုးနှီးပန်းတွေကိုတွားချထားလိုက်ပါတယ်ပြီးရင်တော့အလေကနေငါးတကိုဝင်စားအနေအထားရလောက်တဲ့အထိအပေါက်ပေါက်ထားပါတယ်အပေါ်ဘက်ကတော့တောက်တိုင်ကလေး၃ခုနဲ့ကျိုးဆွဲပြီးရေတံဘူးတစ်ဘူးကိုဇောက်ထိုးချိတ်ပါတယ်အဲ့ဒီရေတံဘူးတွေကိုဘာတွေထည့်ရတယ်လဲဆိုရင်တော့ကျုပ်အစိမ်းတွေကိုအနှဲငယ်လေးအပေါက်အရာပေးပြီးတော့ထည့်ထားတာပါနောက်ဆုံးအနေနဲ့အဓိကလက်နက်ကတော့အရှင်လက်လက်ဖြစ်နေတဲ့ငါးတီတီလေးပါပဲကျုပ်ကနေတောက်ကြလာမဲ့အရေးတွေကအဲ့ဒီငါးလေးရဲ့ခန္ဓာကိုယ်ပေါ်ကိုရောက်ရှိသွားပြီးတော့အောက်မှာရှိနေတဲ့ငါးတွေကိုဆွဲဆောင်တာပါငါးတွေကလည်းအဲ့ဒီလိုနဲ့အချင်းချင်းပြန်ဟပ်ရင်ထောင်ချောက်တဲကိုသူတို့အလိုလိုတိုးဝင်လာကြပါတော့တယ်ဒီနီလန်းကအတော်လေးလဲဆန်းသစ်တယ်လို့အရန်လဲအလုပ်ဖြစ်စေပါတယ်ပရိသတ်ကြီးတို့လည်းစိတ်ဝင်စားရင်တော့ဒီလိုနီလန်းနဲ့တစ်ခေါက်လောက်တော့ငါးများကြည့်ကြပါနော်